ပါကြီးကဖောင်းဖောင်းရင်းနဲ့ဘာဖြစ်တာလဲကင်းစားလား ဟုတ်ကင်းစားဖြစ် ကင်းစားစကားကောင်းကောင်းမပြောနိုင်ဘူးထင်တယ်မောဝင် မောတာ ဟုတ်လား ဟောအစာမစားနိုင်တာ အစာမုံလား နှစ်လကျော်လောက်ရှိ အစာမုံ အရေးလေးပဲနည်းနည်း အခုဘာလို့ဒီအပေါ်ကိတ်ဆူလေးစားနေရလားအဲ့လိုလား ဒီဟာလေးနည်းနည်းပဲ ဟိုနေ့ကစေးရုံအရေးပေါ်ပြေးလိုက်ရတယ်ဟုတ်လား ဟုတ်တယ် အဲ့တော့စေးရုံသွားတတ်တော့ပိုက်ဆံဘယ်လိုလုပ်ရလဲ နားရှိတဲ့ဆိုင်ကယ်လုံးတဲ့ဆိုင်ကယ်လေးလည်းရောင်းလိုက် ရောင်းလိုက်ရတယ် ဟုတ်ဘေးကကိုကြီးတဲ့ဟာလေး ဘေးကအင်းဒီနာချက်လေးက9000စု1000စုအဲ့လိုလေးစုပြီးတော့လူကဟိုတွားလိုက်ရတာလား ဟုတ် အားလုံးမင်္ဂလာပါဒီလိုမျိုးတော့အကူအညီလိုအပ်နေတဲ့သူတို့ကိုဒီလိုတတိရောက်တော့ရောက်လူရမိတာကတကယ်ကိုဝမ်းသာပီတိဖြစ်မိပါတယ်တကယ်ကိုတော့ကျွန်တော်တို့ကျေးဇူးတင်စရာပါဒီဗီဒီယိုလေးကိုကျွန်တော်တို့တူတူကအစားဆုံးစူးကြရအောင်ခင်ဗျာ ပါကြီးကဖောင်းဖောင်းရင်းနဲ့ဘာဖြစ်တာလဲကင်းစားလား ဟုတ်ကင်းစားဖြစ် ကင်းစားကျွန်တော်ဒီကုညီတောင်းနေဟိုအဝါလောက်တယ်နော်တစ်လားလောက်တော့ရှိပြီထင်တယ်နော် ဟုတ်တယ်ဟုတ်တယ် ဘေးကကုညီတောင်းပြီ ဟုတ် ဟိုဒီကအဝါလားဒါလေးကြလိုင်းငါးလေးလား ငါးငါးလေး လိုင်းငါးလေးတွေဟိုစကားကောင်းကောင်းမပြောနိုင်ဘူးထင်တယ်မောဝင် မောတာ ဟုတ်လား ဟောအစာမစားနိုင်တာ အစာမုံလား နှစ်လကျော်လောက်ရှိ အစာမုံ အရေးလေးပဲနည်းနည်း အခုဘာလို့ဒီအပေါ်ကိတ်ဆူလေးစားနေရလားအဲ့လိုလား ဒီဟာလေးနည်းနည်းပဲ ဟိုနေ့ကစေးရုံအရေးပေါ်ပြေးလိုက်ရတယ်ဟုတ်လား ဟုတ်တယ် အဲ့တော့စေးရုံသွားတတ်တော့ပိုက်ဆံဘယ်လိုလုပ်ရလဲ နားရှိတဲ့ဆိုင်ကယ်လုံးတဲ့ဆိုင်ကယ်လေးလည်းရောင်းလိုက် ရောင်းလိုက်ရတယ် ဟုတ်ဘေးကကိုကြီးတဲ့ဟာလေး ဘေးကအင်းဒီနာချက်လေးက9000စု1000စုအဲ့လိုလေးစုပြီးတော့လူကဟိုတွားလိုက်ရတာလား ဟုတ် ဟိုကန်ကြီးမယ်နော် ဟုတ် ဘာကြတင်းနေတော့ ဟုတ် ကင်ဆာဆေးတွန်းရမှာဘယ်လိုတော့မတွန်းလိုက်ပဲထားရလားဘယ်လိုလဲ ဟုတ်တယ်အစင်ဘလို့မှမပြေလို့ဆိုပြီး3ချိန်တွင်းပြီးနားလိုက် ဘယ်နှချိန်တွန်းရမှာလဲတော့ 6ချိန်တွင်း 6ချိန်တွန်းရမှာ3ချိန်လောက်ထိပဲတွန်းလိုက်နိုင်တယ် ဟုတ်ကဲ့ အဲ့နောက်ပိုင်းမှာဒီလိုမျိုးနောက်ဆက်တွဲပြဿနာတွေဖြစ်သွားတာပေါ့ ဟုတ်ကဲ့ မတွန်းနိုင်လို့ရပ်ထားတဲ့အချိန်မှာ ဟုတ် ဟိုအသက်ကဘယ်လောက်ရှိတော့ တက်က35နဲ့ 35ဟိုအမျိုးသားကကျော်ရကြပန်းလားဘယ်လိုတော့ ကျုံကြပါလို့ ကျော်ရကြပန်းလေးလောက်ရတာအခုဆိုင်ကမရှိတော့သူဘယ်လိုလောက်တော့ ငါးဆိုင်က သူများဆိုင် သူများဆိုင်ကနေလာရ ဟုတ် ဟိုကဲအဲ့ဆိုရင်ဟိုဆေးဘွားကလေ6တွေလည်းရိုင်းအောင်နေနော် ဟုတ် ကဲအဲ့ဆိုရင်ကျွန်တော်အလူငွေလေးလူပေးမယ် ဟုတ်ကဲ့ အတင်းထားမယ်ကျွန်တော်လူတဲ့လူငွေလေးနဲ့ ဟုတ်ကဲ့ ဆေးမြူရမယ်ဆိုရင်လည်းဆေးမြူရကင်ဆာသေးတော့မယ်ဆိုလည်းကင်ဆာသေးတော့မယ်နော် ကျေးဇူး အလူရှင်နာမည်လေးပြောပေးမယ်နားထောင်ပေးရောနော် ဟုတ်ကဲ့ အလူရှင်ကကျွန်တော်တို့ဟိုရှမ်းမာလေးတရုတ်ပြည်အတိုင်းမှာတသိန်းကျပ်လှူထားလေးရှိရနော် ဟုတ်ကဲ့ အဲ့တသိန်းလှူပေးမယ်ပြီးရင်ကျွန်တော်တို့တော့ပေါက်လင်မီတာဆိုတဲ့အတိုင်းမှာ2သိန်းကျပ်လှူထားလေးရှိရစုစုပေါင်း3သိန်းရှိရကျွန်တော်3သိန်းလှူပေးကြလိုက်မယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဖတ်ချေကြမှာဟုတ် ငါလောက်လေးရှိတော့ပြီ ရတယ်သူနေတာလို့လေးမသိနော် ဖတ်ချေကြမှာ ရှမ်းမော ကျေးဇူးတကယ်တင်ပါ ဒါကြီးတော့1 name အနေနဲ့နော်လူငွေလေးကျွန်တော်နိုင်တော့လှူပေးကြလိုက်တယ်ဒါကျွန်တော်ဒီမှာရောက်ထားတဲ့အလူငွေလေးတွေနော် ဟုတ်ကဲ့ အများကိုပြန်ပြီးပြလှူနေရလို့နော် ဟုတ်ကဲ့ အဲ့တော့အလူငွေလေးပေးရအောင်အလူငွေလေး3သိန်းပါဗျာနော် ကိုရှိုးမင်းသားလည်းကြမှာချာပါကတိတော့မကြော်လို့နိုင်ရပါဘူးလူရှင်တွေ ဒါဟုတ်ပြီနော်ပြီးရစနေပြပါသေးကအလုံးနေကောင်းကြမှာတော့လိမ့်မယ်နော်အတင်းထားမယ်နော် ဟုတ်ကဲ့ ကျူးဆိုင်ပတ်စံလေးလည်းကျူးဆိုင်တိန်လိုအပ်တဲ့ဥစ္စာလေးကိုထိတိယောက်ယောက်ဟိုကလည်းကိုအတက်ရှေ့ဆက်ဖို့ရတော့နော် ဟုတ်ကဲ့ လာတော့ဝေးရတော့ဒါပါလဲမဲတော်စုရောလားမဲတော်စုရောကျွန်တော်ရမ်းလာတော့ဝေးတယ်တော်တော်ကြောင်ကြီးတဲ့ကြာနော် ဟုတ်ကဲ့ ငုတ်ပြီး ကျေးဇူးတင်ပါ ဗီဒီယိုလေးကိုအစားအဆုံးလိုက်ပါကျေးဇူးပေးတော့အရောက်ရှိတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်လာမယ့်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့မှုတဲ့ channel လေးတွေ let's subscribe လုပ်ချပြီးကိုရင်ကြပါအားလုံးကျမချမ်းသာကြပါစေအလောက်ကမြအစီပြေးလဲမိသားစုများအစီပြေးပါစေလို့ကျွန်တော်ဒီညနေပြီးတော့အားလုံးအတွက်ဆုတောင်းပေးပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ